အားလုံးပဲမင်္ဂလာပါအခုပုံမြင်လေးရတော့ဗောဒါအင်္ဂလိပ်စာဒါကျွမ်းကျင်တဲ့လူတွေမရွယ်ပါဘူးဗောအင်္ဂလိပ်စာကိုဒီငယ်တဲ့ကလေးလေးတွေအနေနဲ့ဗောစပြီးတော့လေ့လာမယ်ဗောမိခင်တွေအနေနဲ့လည်းအရာဝန်တွေမှာပုံမြင်နေပြောမယ်ဗောပြီးလို့ရှိရင်ဒီကိုကလည်းပုံမြင်ပြောတဲ့ခါမှာဒီညီမလိုပုံမြင်နေပဲပြောရဲဆိုလို့ရှိရင်ဗောနော်ဒီကလေးတွေကဗောနည်းနည်းစိတ်ဝင်စားမှုနည်းလာတာတို့ဘာတို့ဖြစ်လာတယ်ဗောနော်အဲ့တော့ဒီနိုင်ငံခြားပုံမြင်လေးတွေကိုလည်းပြောလို့ရတယ်ပေါ့နော်ဒီပုံမြင်ထဲမှာဆိုလို့ရှိရင်ဒါဟိုပြောမှာတာကြီးခက်ခဲတဲ့ speaking တွေလည်းမပါဘူးပေါ့ vocabulary လည်းမပါဘူးပေါ့ဒီလိုမျိုးရိုးရိုးရှင်းရှင်းနဲ့တိစောက်ထားတဲ့ပုံမြင်လေးတွေကနေဒီကလေးတွေပေါ့နော်အင်္ဂလိပ်လိုပုံမြင်လေးတွေဖတ်တဲ့အလေးချင်းလေးတွေဖြစ်အောင်တိုးတက်လာအောင်ဆိုပြီးတော့ရည်ပြီးတော့ဒါလောက်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ပေါ့ဒီဗီဒီယိုကနိုင်ငံခြားဗီဒီယိုလေးပါအရင်ပဲကောင်းပါတယ်ဒီပုံမြင်လေးကိုပေါ့အဲ့တော့ကျွန်တော်တို့ဒီပုံမြင်လေးကိုနားထောင်ကြည့်လိုက်အောင်ပေါ့ခင်ဗျာကဲလက်ကစတာရဲပေါ့စားလိုက်အောင်ပေါ့ဒီပုံမြင်လေးကတော့ကျွန်တော်တို့ man best friends ပေါ့လူရဲ့အကောင်းဆုံးမိတ်ဆွေလို့ခေါ်ပါတယ်ပေါ့ a long time ago ပေါ့ကျွန်တော်တို့ a long time အရှင်ကြီးတုန်းပေါ့ညီမလိုပြောရင်တော့ချစ်ချစ်တုန်းကပေါ့ in small house တင်းငယ်တဲ့အိမ်ကလုံးရှိတယ်in Scotland ပေါ့နော်ပေါင်းပြန်မယ်ဆိုတော့ Scotland နိုင်ငံမှာရှိတဲ့တင်းငယ်တဲ့အိမ်လေးလုံးထဲမှာ two friends တငယ်ချင်းနှစ်ယောက် left together ဒူတကွနေထိုင်နေပေါ့ Their names were သူတို့နှစ်ယောက်ရဲ့နာမည်တွေဟာ John and Bobby John နဲ့ Bobby ပဲဖြစ်တယ် John and Bobby John နဲ့ Bobby อ่ะတဲ့ were not rich ချမ်းသာပါဘူးတဲ့ but ဒါပေမဲ့လို့တဲ့ they were happy သူတို့စိတ်ချမ်းသာတယ်ဗောနော်သူတို့ပျော်ရွှင်တယ်တဲ့ they have food သူတို့မှာအစားအစာတွေရှိတယ်တဲ့အဲ့မှာဖြတ်လိုက်မယ်ဗောနော် to eat တဲ့စားရန်တဲ့ when they were hungry သူတို့စားလောင်းတဲ့အခါမှာစားဖို့အတွက်သူတို့မှာအစားအသောက်တွေရှိတယ်တဲ့ they were သူတို့ဟာဆိုရင် never lonely lonely ဆိုတာထီးကြံတာပေါ့နော် never lonely ဆိုတော့ထီးကြံမှုတဲ့ because ဖဲကြောင့်ဆိုတော့ they has is other သူတို့တယောက်ကိုတယောက်တူရှိနေလို့ပဲတဲ့အပြန်အလှန်ရှိနေလို့ပဲတဲ့ John and Bobby John နဲ့ Bobby อ่ะဆိုရင် like to walk လမ်းလျှောက်ရတာကြိုက်တယ်တဲ့ together အတူတကွလမ်းလျှောက်ရတာတော့သူတို့ကိုကြိုက်တယ်တဲ့ after Danya walked သူတို့လမ်းလျှောက်ပြီးတဲ့နောက်မှာတဲ့လမ်းလျှောက်ပြီးတဲ့အခါမှာတဲ့ John usually goes John ကရှစ်ပြုတ်တယ်တဲ့ dinner ညစာရှစ်ပြုတ်တယ်တဲ့ John ကတော့လမ်းလျှောက်ပြီးရင်အမြဲတမ်းလိုသူကတော့ညစာရှစ်ပြုတ်လို့ရှိတယ်တဲ့ John and Bobby John နဲ့ Bobby ကတဲ့ ate dinner စားတယ်တဲ့ and ပြီးတော့ dinner စားတယ် sorry I'm done အဲ့ဒီနောက်မှာတော့ sat ထိုင်နေပေါ့နော် in front of the fire in front of ဆိုတာဒါရှေ့မှာလို့ပြောလို့ in front of the rose in front of the house ပေါ့တိုက်လို့သုံးလို့ရတယ်ပေါ့နော်ဒါကတော့ grammar speaking အတွဲလိုက်သုံးလို့ရလိမ့်ပေါ့ in front of the fire လို့မိဖို့ရဲ့ရှေ့မှာထိုင်နေတဲ့နတ်စားပြီးလို့ရှိရင် they have a symbol သူကရုပ်ရှင်နဲ့ background ရုပ်ရှင်နဲ့ဘောကြိုက်တယ်ပေါ့နော်ရုပ်ရှင်လေးနေကြတယ်ပေါ့ damn အဲ့မှာ compa ရှိရနော်အမတစ်ဖြတ်လိုက်အဲ့ဒီနောက်မှာတော့ in the spring တနေရာဒီပေါ့နော်ဒီ spring ဆိုတာဒီ Scotland မှာရှိတဲ့ဒီနေရာဒီမှာဆိုလို့ရှိရင်သူရဲ့တစ်ပင်လေးတွေမှာရှိတဲ့အလိန်အတွန်းတုံလေးတွေရှိတယ်ပေါ့နော်အဲ့အတွန်းတုံလေးတွေကိုသူက spring လို့ခေါ်တယ်ပေါ့အဲ့ဒါကိုပဲဒီမြန်မာတွေကယူသုံးထားတာပေါ့နော်အတွန်းတုံလေးယူပြီး spring ဆိုပြီးသုံးတာ in the spring of 1858 1858ခုနှစ်ရဲ့နွေဦးရာသီမှာဆိုရင် John ဟာတဲ့ got sick တဲ့ကောင်ဟာပြင်းထန်ဖျားတယ်ပေါ့ and ပြီးတော့ die John got sick and die John ဟာဖျားပြီးတော့
တည်သွားခဲ့တယ် he was bodies ပေါ့မ was ဆိုတာဘတ်တူဘီ body ဆိုတာဘတ်တူဘတ်တရီပေါ့ဘတ်တူဘီနဲ့ဘတ်တရီနဲ့ပေါင်းလိုက်ရင်ခံရတယ်ပေါ့နော် passive voice he was body တဲ့သူအမြုပ်နဲ့ခံလိုက်ရတယ်တဲ့ in cemetery ဒီညံကုန်မှာတဲ့သူဒီညံကုန်မှာမြုပ်ခံလိုက်ရတယ်ပေါ့နော်အဲ့ဒါမြုပ်လိုက်ပြီပေါ့သူက cemetery ဒီညံကုန်မှာမြုပ်လိုက်တယ်တဲ့ in Edinburgh ဆိုတဲ့ဒီညံကုန်မှာမြုပ်လိုက်တယ် Scotland မှာရှိတဲ့ Edinburgh ဆိုတဲ့ဒီညံကုန်မှာဂျွန်းကိုမြုပ်ခဲ့တယ်ပေါ့ after အဲ့ဒီနောက်မှာတော့တဲ့ John was buried ဂျွန်းကိုမြုပ်နှံပြီးတဲ့နောက်မှာတော့တဲ့ Bobby tossed Bobby ကမတ်တက်ရက်တယ်တဲ့ John Grace တဲ့ဂျွန်းရဲ့အုပ်ကူနာမှာအုပ်ကူရဲ့ခြေမှာပေါ့နော်အုပ်ကူနာလေးမှာမတ်တက်ရက်တယ်တဲ့ and Peter crying သူကငိုတယ်ပေါ့သူတငယ်ချင်းကိုတန်ရုံးစင်ကြီးနဲ့တေးတော့ကျသူကငိုတယ်တဲ့အဲ့မှာခံBobby တဲ့ Bobby ပြန်အောင်ကွာတဲ့ Francis တဲ့သူရဲ့တငယ်ချင်းတွေကပြောတယ်တဲ့ It is time to go home It is time ဒီချိန်ကဆိုရင် to go home ငါတို့အချိန်အိမ်ပြန်မှုအချိန်ကြာရောက်လာပြီတဲ့ငါတို့အိမ်ပြန်ကြအောင်ကွာတဲ့ Bobby went home Bobby ကလည်းပဲအိမ်ကိုပြန်လိုက်သွားခဲ့တယ်တဲ့ best ဒါပေမဲ့လို့တဲ့ later ဒီနောက်ပိုင်းမှာတော့တဲ့ he returned သူပြန်လာခဲ့တယ်တဲ့ he returned သူပြန်လာခဲ့တယ်တဲ့ to the cemetery တင်းငိုင်းမှုပြန်လာခဲ့တယ်တဲ့ he sat down သူကအမှထိုင်းနေတယ်တဲ့ထိုင်ခဲ့တယ်ပေါ့နီယာအနီးမှာရှိတဲ့ John Grace John ရဲ့အုပ်ကူဘေးနားမှာရှိတဲ့အနီးမှာသူထိုင်ခဲ့တယ်တဲ့ he stayed days သူဒီနေရာမှာနေတယ်တဲ့ all night တညလုံးပေါ့နော်သူတညလုံးနေတယ်တဲ့ဒီနေရာမှာနီယာall night တညလုံးနေတယ်တဲ့တညလုံးအဲ့မှာသူတညလုံးသူမပြန်ဘဲနေနေရပါနော် Bobby stay at this cemetery တဲ့ Bobby ကတညကုန်းမှာနေတယ်တဲ့အဲ့တညကုန်းမှာနေတယ်တဲ့ the next day နောက်နေ့ and next day နောက်နေ့ and next နောက်နေ့ဒီမှာလည်းပဲသူတညကုန်းမှာပဲနေတယ်တဲ့အဲ့ဒီလိုနဲ့ပဲ for the next 43 years အဲ့လိုနဲ့ပဲသူ14နှစ်ကြာသွားခဲ့တယ်တဲ့ Bobby never left Bobby ကလုံးဝမခွာတော့ပါဘူးတဲ့ဒီ cemetery တင်းငယ်ငါတွေလုံးဝမခွာတော့ဘူးတဲ့ one the weathers ဒီယာရီဥတွေပေါ့ was cool တဲ့ယာရီဥတို့အေးတဲ့အချိန်တစ်ဖြတ်လိုက်မှာအမှယာရီဥတွေအေးလာတဲ့အချိန်ပြီးတော့တဲ့ or rainy မိုးရွာတဲ့ or rain မိုးရွာတဲ့အချိန်နေနဲ့ယာရီဥတို့အရင်အေးတဲ့အချိန်နေမှာလည်းပဲတဲ့ he slept in သူကအိတ်တယ်ပေါ့ in a small house တင်းငယ်တဲ့အိမ်ထဲမှာပဲသူအိတ်နေခဲ့တယ်တဲ့ at the cemetery အဲ့တင်းငယ်ကုန်းမှာပဲရှိတယ်တင်းငယ်တဲ့အိမ်မှာပဲသူကအိတ်ခဲ့တယ်တဲ့ one day weather ယာရီဥတွေက was one ယာရီဥတွေနှွေးလာတဲ့ခါယာရီဥတွေကောင်းလာတဲ့ခါမှာလည်းပဲ he slept on the grass သူကအိတ်ခဲ့တယ်တဲ့ on the grass on the ground သူကမြေပြင်မှာအိတ်ခဲ့တယ်တဲ့ near John Grace ဂျွန်ရဲ့အုပ်ကူဘေးနားမှာရှိတယ်မြေကြီးပေါ်မှာပဲသူကအိတ်နေခဲ့တယ်တဲ့ယာရုကောင်းတယ် finally နောက်ဆုံးမှာတော့တဲ့ in 1872တဲ့1882ခုနှစ်မှာတဲ့ Bobby ကလည်းပဲ time to တဲ့ Bobby ကလည်းပဲတည်ဆုံးသွားခဲ့တယ်တဲ့ France သူ့ရဲ့တငယ်ချင်းတွေက Paris မြုပ်နှံခဲ့တယ်တဲ့သူ့ကိုမြုပ်ခဲ့တယ် in a little grace တင်းငယ်တဲ့အုပ်ကူလေးနဲ့မြုပ်ခဲ့တယ်တဲ့နီယာဂျွန်ရဲ့နားမှာပဲတဲ့ why was Bobby Grace a little Bobby ရဲ့အုပ်ကူကဘာကြောင့်သေးနေခဲ့တာလဲတဲ့ Bobby တဲ့ Bobby ရဲ့ John best friend ဂျွန်ရဲ့အကောင်းဆုံးတငယ်ချင်းဖြစ်တယ်အဲ့မှာပဲဖြစ်တာပေါ့ဒီနောက်လို့ဆိုဘာလို့သိငယ်ရလဲဆိုတော့
was it dog သူကခွေးလေးတစ်ကောင်ဖြစ်နေလို့မလို့သူ့ရဲ့အုပ်ကူဟာတင်းနေခဲ့ပါတယ်ဒါနိုင်ငံခြား story ရဲ့တပုတ်လေးပေါ့နော်ဒါဘယ်လိုပြောရမလဲဒီ story ထဲမှာဆိုရင်သူကဟို simple vocabulary ပေါ့ရိုးချင်းချင်းဒီစာကြောင်းလေးတွေနဲ့ဟိုဟာစာလုံးလေးတွေနဲ့ဒါတိစောက်ထားတာဆိုတော့ဖတ်လို့လည်းအရင်ကောင်းပါတယ်ပေါ့ဒီလိုမျိုးလေးတွေကိုဘယ်လိုပြောရမလဲကိုယ့်ရဲ့ဟိုသူတွေတူမတွေညီတွေညီမတွေပေါ့နော်ကိုယ့်ရဲ့သားသမီးတွေကိုဟိုဟာအင်္ဂလိပ်ဟိုဟာ speaking လေးတွေလည်းတက်စေခြင်းနဲ့ပေါ့ပုံမြင်လေးတွေလည်းပြောခြင်းနဲ့ဆိုရင်ဒီလိုရိုးရှင်းတဲ့ပုံမြင်လေးတွေကိုကြီးတဲ့သူတွေအနေနဲ့ဒါပြန်ပြီးတော့ပြပြလို့ရပါတယ်အများမဲ့စိတ်ဝင်စားဖို့ကောင်းပါတယ်ပေါ့ဒီပုံမြင်လေးကအားလုံးပဲ bye bye see you in the next studio video